Hello ဒီနေ့ကတော့ကျောင်းပေးရမို့လို့မြို့ရဲ့မနီးမဝေးမှာရှိတဲ့ campfire ကိုအလဲသွားမှာဖြစ်ပါတယ်။ဒါကတော့လီဒန်မှာစားစရာလေးတွေဝယ်ပြီး camping site ကိုသွားတော့မှာဖြစ်ပါတယ်။ဖင်လန်မှာဆိုရင်ကားလမ်းနဲ့စပိန်လမ်းနဲ့နှစ်ခုရှိရဲ့အခုဖောင်းတို့ကစပိန်လမ်းကနေသွားနေတာပေါ့နော်ဒီမှာလည်းဒီဆိုလာပါတော့တာဟာโอเคဒါကဟာဒီကင်းစီတဲ့အိုးတယ်တော်ရဲလမ်းနေဆိုတော့လမ်းမသိလို့စမေးပြီးသွားရတာပေါ့နော်ခုကတော့ဖောင်းလို့သွားချင်တဲ့နေရာကိုရောက်ပါပြီခုဆိုရင်တောင်ကုန်းပေါ်မှာဖျားเจ้าလေးတစ်ခုရှိရဆိုလို့သွားကြည့်ဖြစ်ပါတယ်ဒီခဲရဲ့အရေးပြောတာစားဆိုတော့ရေကတော်တော်လေးကိုအေးပါတယ်ကတော့ပြန်မှုပြင်နေပါပြီဗီဒီယိုလေးကိုကြည့်ပေးတဲ့ဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ် Keep those 8 pounds